ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်မှာတော့ Conan the Barbarian ဆိုတဲ့ဇာတ်ကားလေးအကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်အတ္တလန်တစ်ကိုသမုဒ္ဒရာရေပြင်ကြီးကဖုံးလွှမ်းလိုက်ပြီးတဲ့နောက်မှာအာရီယာရဲ့သားစဉ်မြေဆက်ကကဘာကြီးကိုဆက်လက်အုပ်စိုးခဲ့ပြီးမှတော့ပြန်လည်ရှင်သန်ခြင်းလို့ခေါ်တဲ့အာရှရွန်ရဲ့အမှောင်ခေတ်ကြီးကိုရောက်ရှိလာခဲ့ပါတယ်မော်ဆီယာတွေကဘရင်တွေရဲ့အယိုးနဲ့မျက်နှာဖုံးတစ်ခုကိုပြုလုပ်ခဲ့ကြပြီးတော့မျက်နှာကိုနှိုးဆွဖို့အပြိုစင်ရဲ့သွေးတွေနဲ့တွန်းလောင်းခဲ့ကြပါတယ်အဲဒါကြောင့်မျက်နှာဖုံးကတာမယ်လူတယောက်ဘလို့မှမရနိုင်တဲ့ခွန်အားတွေနဲ့နတ်ဆိုးတစ်ကောင်ကိုဆင့်ခေါ်ခဲ့ပါတယ်နောက်ဆုံးမှာအာရှရွန်မျိုးနယ်စုကကဘာတစ်ခုလုံးကိုကျုံပြလိုက်ကြပါတယ်အာရှရွန်တွေကိုပြန်ခုခံနိုင်တာဆိုလို့ဘာဗေရီယန်မျိုးနယ်ပဲကျန်ခဲ့ပါတယ်နတ်ဆိုးမျက်နှာဖုံးကိုဖျက်ဆီးလိုက်ပြီးတဲ့နောက်အာရှရွန်တွေလည်းကြာရှုံးခဲ့ရပါတယ်ကဘာကြီးထပ်ပြီးကမ်းမဆက်ရလေအောင်မျိုးနယ်စုတီတီကမျက်နှာဖုံးတွေရဲ့အပိုင်းစားတွေကိုလျှို့ဝှက်သိမ်းဆည်းလိုက်ကြပါတယ်ဒါမဲ့မျက်နှာဖုံးကိုပြန်ဆက်ပြီးကဘာကိုအုပ်စိုးမဲ့လူတယောက်ကပေါ်လာလိမ့်မယ်ဆိုပြီးရှေ့ပြဟောကလည်းရှိနေပါသေးတယ်စစ်ပွဲတွေအလွန်မင်းဖြစ်ပွားနေတဲ့ဟိုက်ဘိုရီယန်ခေတ်မှာကိုနန်ကိုကီယာယာဆိုတဲ့စစ်တီကတိုက်ပွဲအတွင်းမှာမွေးဖွားခဲ့ပါတယ်ကိုနန်တို့ရဲ့စစ်မယ်ရီယန်မျိုးနယ်စုတွေစစ်တီရွေးဖို့ပြိုင်ပွဲတစ်ခုရှင်ပြိုင်ရပါတယ်ပါဇက်ထဲမှာဥကိုထည့်ပြီးတော့တောင်ကိုတပတ်ပြည့်အောင်ပတ်ပြေးရပြီးပါဇက်ထဲကဥမကွဲတဲ့သူကသာစစ်တိုက်ခွင့်ရရှိတာပါကိုနန်နဲ့တခြားကလေးတွေလည်းတောင်ကိုဖျက်ကျော်ရင်းနဲ့ချင်းချင်းတိုက်ခိုက်ကြရပါတယ်အဲ့ချိန်မှာတောင်ပေါ်မှာလူရိုင်းမျိုးနယ်စုတွေရောက်လာပြီးကလေးတွေကိုလာဖမ်းခဲ့ပါတယ်ဒါမဲ့ကိုနန်ကတော့ညံ့မခံပဲပြန်ချခဲ့ပါတယ်စနစ်သာရှိသေးတဲ့ကိုနန်ကလူရိုင်းတွေကိုကောင်းဖြတ်ပြီးယူလာတဲ့ပြင်ပါဇက်ထဲကငုံတော်မကွဲလာခဲ့ပါဘူးဖခင်ဖြစ်တယ်လို့မျိုးနယ်စုကောင်းဆောင်ဖြစ်တဲ့ကော်ရင်ကဓာတ်တဲ့တစ်ခုကိုလှုပ်ပေးခဲ့ပြီးတော့စစ်တီတော်တယောက်ဆိုတာကိုယ့်ရဲ့ဓာတ်နဲ့တသားတည်းဖြစ်နေရမယ်ဆိုပြီးတော့လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်ဒီလိုနဲ့တရက်မှာလူရိုင်းတွေကနောက်ဆုံးကြံခဲ့တဲ့မျက်နှာဖုံးအပိုင်းစားကိုယူဖို့ကိုနန်တို့ရှိတဲ့နေရာကိုအလစ်ဝင်တိုက်ခဲ့ပါတယ်တက်နိုင်တဲ့လောက်ခုခံကြပေမဲ့နောက်ဆုံးမှာတော့စစ်ရှုံးသွားခဲ့ပါတယ်လူရိုင်းတွေရဲ့ခေါင်းဆောင်စင်ကကော်ရင်ကိုဖမ်းခေါ်သွားပြီးတော့နတ်ဆိုးမျက်နှာဖုံးရဲ့နောက်ဆုံးအပိုင်းကိုတောင်းနေတော့မှာပဲကိုနန်ကဝင်လာပြီးလူကတ်ဆိုသူကိုဓာတ်နဲ့ခုချလိုက်တော့နှာခေါင်းပြတ်သွားခဲ့ပါတယ်ဒါမဲ့အင်အားချင်းမမျှတော့ကိုနန်ပဲဖမ်းခံလိုက်ရပါတယ်မျက်နှာဖုံးပိုင်းကိုမပေးတော့ဇင်းသမီးဖြစ်သူမယ်ရီကသူ့ရဲ့မော့စွမ်းနေနဲ့နောက်ဆုံးမျက်နှာဖုံးပိုင်းရှိရာကိုအာယုံခံရင်းရှာတွေ့သွားခဲ့ပါတယ်အဲ့နောက်မှာတော့ဇင်ကအကုန်လုံးကိုမိရှို့ပစ်ဖို့ပြောပြီးတော့ကော်ရင်ရဲ့ခေါင်းပေါ်မှာတန်ရီဘူးအိုးကိုကြိုးချီထားခဲ့ပြီးခြေထောက်ကိုလည်းဓာတ်နဲ့ဖြတ်ခဲ့ပါတယ်ကိုနန်ကတော့တန်ရီဘူးအိုးမှောက်မကြောက်အောင်တစ်ဖက်ကကြိုးကိုလန့်ဆွဲထားခဲ့ပါတယ်ဇင်ကတော့သူ့ရဲ့မိန်းမမယ်ရီရဲ့အမိကိုပြန်ခေါ်လို့ရပြီဆိုပြီးတပ်သားတွေနဲ့အတူတူကြွေးကြော်နေခဲ့ပါတယ်ကော်ရင်ကတော့ကိုနန်ရဲ့လက်ပေါ်ကိုတန်ရီဘူးတွေကျနေတာမြင်ရတဲ့အခါမှာသားကိုကယ်ဖို့အတွက်တက်ကိုစတေးလိုက်ပါတယ်ကိုနန်ကလည်းအဲ့ဒီနေ့ကစပြီးဖိတွေ့လက်စားချေဖို့ခြေဦးတရားသွားရင်ဇင်ကိုလိုက်ရှာဖွေနေခဲ့ပါတယ်နှစ်20လောက်ကြာပြီးချိန်မှာကိုနန်ကအာတက်လို့ခေါ်တဲ့သူနဲ့အတူတူမတရားမှုတွေကိုလိုက်ရှင်းပစ်နေခဲ့ပါတယ်အခုလည်းဖန်ကန်ထားရတဲ့ကျွန်တွေကိုထပ်ပြီးကယ်လိုက်ပြန်ပါတယ်ညမှာတော့ကျွန်တွေနဲ့အတူတူမက်စတီယာဆိုတဲ့မျိုးလေးမှာအောင်ပွဲခံရင်စားတောက်နေကြတော့ဆိုင်ထဲကိုကပတိန်လူကတ်နဲ့တခြားစစ်သည်တချို့ရောက်လာခဲ့ပြီးရှောင်းဆိုတဲ့မျိုးလုံးတစ်ဖက်ကန်းနေတဲ့တခုကိုလာရှာခဲ့ပါတယ်ကိုနန်ကတခုခုကိုသဘောပေါက်သွားပြီးတော့စစ်သည်တွေကိုတိုက်ခိုက်ပြီးတော့မှသူ့ကိုဖမ်းမှဆိုပြီးဖမ်းခံလိုက်ပါတယ်အချုပ်ထဲမှာတော့အချိုးမပြေတဲ့ထောင်ဘူးကိုကောင်းဖြတ်လိုက်ပြီးရှောင်းကိုနှိပ်စက်နေတဲ့လူကတ်စီသွားပြီးတော့ဇင်ပမာရှိနေလဲဆိုတာမေးခဲ့ပါတယ်တစ်ချိန်လုံးကဓမြတာတာစင်ကအခုတော့နတ်ဆိုးမျက်နှာဖုံးကြောင့်ဘရင်တစ်ပါးဖြစ်နေခဲ့ပါပြီလူကကနတ်ဆိုးတောအုပ်ဆိုတဲ့နေရာကိုသွားပြီးတော့ခန္ဓာကိုပြန်လာတိုင်းလျှက်ဝက်လန်းကနေပြန်လာကြောင်းပြောပြပြီးစင်ကမယ်ရီနဲ့အတူတူပြိုစင်ကိုလိုက်ရှာနေတဲ့အကြောင်းပြောပြလိုက်ပါတယ်သိကျင်သာသိရပြီးမို့ကိုနန်ကအကျဉ်းသားကိုဖမ်းထားတဲ့ချုပ်ခန်းတော့ကိုပါဇက်ထဲထည့်ပေးလိုက်ပြီးတော့လူကတ်ကိုပစ်ထားခဲ့လိုက်ပါတယ်ရှောင်းကဇန်ကိုတတ်ဖို့ဆိုတာလွယ်ကူလွန်းတဲ့အရာမဟုတ်တာကြောင့်လိုအပ်ရင်သူ့ကိုလာရှာဖို့ပြောခဲ့ပါတယ်ကိုနန်ကလည်းဇန်ကိုကလေးစားချေဖို့အတွက်ကြီးဆက်လာခဲ့ပါတယ်အနန်ကကိုနန်နဲ့အတူတူလိုက်မယ်ပြောပေမဲ့ကိုနန်ကသူ့ကိစ္စဆိုပြီးတော့မလိုက်စေခဲ့ပါဘူးဖျားเจ้าတစ်ခုမှာတော့ကြားမြင်စရာဖာစာကတာမီယာဆိုတဲ့မိမပြိုလေးကိုသူ့ရဲ့အာယုံထဲမှာစစ်သည်တယောက်ကိုမြင်နေရပြီးတာမီယာနဲ့ရေစက်ဆုံမှာဖြစ်တယ်လို့တာမီယာရဲ့မွေးရမြေကိုခေါ်သွားပေးလိမ့်မယ်ဆိုပြီးတော့ဟောခဲ့ပါတယ်ဇန်နဲ့မယ်ရီကတော့မျက်နှာဖုံးကိုနိုးထစေဖို့အတွက်တန့်စင်တဲ့ပြိုစင်သွေးကိုလိုက်ရှာနေကြရင်းနဲ့တာမီယာရှိရာဖျားเจ้าကိုရောက်လာခဲ့ပြီးတော့တိုက်ခိုက်ခဲ့ကြပါတယ်တာမီယာကိုလာရှာတာသိတဲ့ဖာစာကဟာရီကေနီယာမှာရှိတဲ့ဖုံးတော်ကြီးစီတွေကိုရောက်သွားဖို့တာမီယာကိုအခြားစစ်သည်တွေနဲ့တူတူဆေလွတ်ခဲ့ပါတယ်ကိုနန်ကလမ်းမနေရင်မှန်ဘလူးနဲ့ကြည့်လိုက်တော့မျက်နှာဖုံးတင်ကေတာကိုမြင်ရတာမို့ဇန်ရဲ့လူတွေထင်ပြီးဝင်တိုက်ခိုက်ချိန်မှာတာမီယာနဲ့ဆုံခဲ့ပါတယ်ဇန်ရဲ့ညာလျုံရေမိုနဲ့တခြားစစ်သည်တွေကလည်းရောက်လာပြီးတိုင်ရင်ခိုင်ရင်နဲ့နောက်ဆုံးမှာကိုနန်နဲ့ရေမိုပဲကြံခဲ့ပါတယ်ရေမိုကတာမီယာကိုလက်လွတ်ဖို့ပြောတဲ့အခါမှာကိုနန်ကစင်မယ်ရီယန်ကိုရှင်းတော့မယ်ဆိုရင်ကလီယောခွေးပါရှင်းတဲ့ဆိုပြီးသတိပေးစကားကြောင့်ရေမိုကကိုနန်ဘသူလဲဆိုတာကိုတီးပြီးထွက်ပြေးသွားခဲ့ပါတယ်ဖះเจ้าမှာတော့မယ်ရီကအပြိုစင်ရဲ့တန့်စင်တဲ့သွေးမရှိတော့တာကိုတီးတဲ့အခါမှာတယောက်ချင်းစီကိုတက်ပစ်ခဲ့ပါတယ်ဖာစာကတန့်စင်တဲ့သွေးရဲ့မျိုးဆက်မရှိတော့ကြောင်းပြောပြီးတော့မျက်နှာဖုံးကိုနိုးထစေဖို့ဆိုတာဘယ်တော့မှမဖြစ်နိုင်ကြောင်းပြောလိုက်တော့ဇင်ကဖာစာကိုတတ်လိုက်ပါတယ်ရေမိုကတာမီယာကိုလိုက်ဖမ်းနေတာကိုသတင်းရတော့ဇင်ကလည်းတန့်စင်တဲ့သွေးကိုရေမိုယူလာပေးမယ်ဆိုပြီးယုံကြည်နေခဲ့ပါတယ်ဒါမဲ့ရေမိုကတော့ကိုနန်ဖမ်းတာကိုခံလိုက်ရပါပြီနောက်တစ်ရက်မှာတာမီယာကတန့်စင်တဲ့သွေးရဲ့မျိုးဆက်ကပြတ်သွားပြီဆိုပြီးပြောပြတော့ရေမိုကတာမီယာကတန့်စင်တဲ့သွေးရဲ့မျိုးဆက်ဆိုပြီးအော်ပြောခဲ့ပါတယ်ရေမိုကဇန်ပုံအောင်နေတဲ့နေရာကိုပြမယ်ဆိုတာကြောင့်ကိုနန်ကကျိုးနဲ့တုပ်ပြီးခေါ်လာခဲ့လိုက်ပါတယ်ဇန်ရဲ့နေရာကိုတွေ့တော့ရေမိုကိုလက်လွတ်အမြောက်မှာတက်ပြီးတော့ဇန်စီကိုရောက်ပို့လိုက်ပါတယ်ရေမိုရဲ့ပါဇက်ထဲကစာကိုထုတ်ကြည့်လိုက်တော့ရှိန်ဘော့စကန်ကိုနေကင်းဘက်တယောက်ထဲလာဖို့ခေါ်ထားတာဖြစ်နေသလိုမယ်ရီကလည်းပြိုစင်ရှိနေတာကိုပါအာယုံခံမိသွားခဲ့ပါတယ်အဲ့လိုနဲ့ဇင်ကရှိန်ဘော့စကန်ကိုရောက်လာပြီးမယ်ရီကတဲမိတ်စာတွေကိုလှုပ်လိုက်တာကြောင့်ကိုနန်နဲ့အသေးကြီးတိုက်ခိုက်ခဲ့ပါတယ်တဲမိတ်စာတွေကိုရှင်းပြတာနဲ့ဇင်နဲ့တိုက်ခိုက်နေတော့မယ်ရီကစိတ်တုပ်ထားတဲ့မြားနဲ့ပြစ်လိုက်တာကြောင့်ကိုနန်ထိနာသွားခဲ့ပါတယ်
ကိုနံမဲခံနေရတာမို့တမ်မီရာကလာခေါ်ခဲ့ပြီးစီဘုံတွေကိုမိရှို့ရင်ထွက်ပြေးခဲ့ပြီးတော့အတင်းဆောက်နေတဲ့အာတက်ရဲ့တင်မောနဲ့ထွက်ပြေးခဲ့ပါတယ်ညမှာတော့ဇန်ရဲ့လူတွေကကိုနန်တို့တင်မောကိုလက်ဝဲတိုက်ခဲ့ပါတယ်ဒါမဲ့ကိုနန်တို့ကအချင်းမဟုတ်လေတော့လာတဲ့ကောင်တွေကိုပြန်ချလိုက်ပြီးအချင်းမဟုတ်တဲ့ကြောင်တီးအောင်ဂျိုင်းမွေးတွေထင်းသားပွန်အောင်လက်မြောက်ပြီးအောင်ပွဲခံလိုက်ကြပါတယ်ညနေခင်းမှာတော့ဇင်ကိုရှာဖို့အတွက်ကမ်းပေါ်ပြန်တက်လာချိန်မှာမြေပုံကြံခဲ့တာမို့အာတက်ကတာမီရာကိုတော့ပေးစီခဲ့ပါတယ်အဲ့ဒါနဲ့နှုတ်ဆက်စကားဆိုလိုက်ပြီးနှုတ်ဆက်ပလုတ်ပလုတ်တွေလှုပ်လိုက်ကြရင်နှုတ်ဆက်အာဝါလေးဟလိုက်ကြပါတယ်နောက်တရက်မနက်မှာတာမီရာကစောစောထပြန်လာတော့မယ်ရီရဲ့စစ်သည်တွေကလာပြီးဖမ်းခေါ်သွားကြပါတယ်ကိုနန်လည်းရောက်လာတော့မယ်ရီရဲ့လက်သက်ကိုတွေ့တာမို့သဘောပေါက်သွားခဲ့ပါတယ်ကိုနန်ကသခိုးမျိုးတော်ကိုသွားပြီးတော့ရှောင်းကိုသွားရှာခဲ့ပါတယ်ရှောင်းကလည်းဝမ်းမက်တာနဲ့ကြိုးဆိုခဲ့ပြီးတော့ဇင်ရဲ့ထောင်ထဲကိုနှကောင်သားခိုးဝင်ခဲ့ကြပါတယ်အဲ့ချိန်မှာဇင်ရဲ့တဘောကျက်တွေနဲ့သွားတိုးပြီးတော့တိုက်ခိုက်ရပြန်ပါတယ်ရေထဲကနေဒူဝါလာလို့ခေါ်တဲ့လက်တံရှည်ကြီးတွေနဲ့အကောင်ကတိုက်ခိုက်ခဲ့ပါတယ်နောက်ဆုံးတော့ဇက်လိုက်ဖြစ်တဲ့ကိုနန်နဲ့ရှောင်းကလည်းလွတ်အောင်ထွက်ပြေးလာနိုင်ခဲ့ပါတယ်တာမီယာကိုတော့ဖမ်းထားကြပြီးသွေးကိုမျက်နှာဖုံးပေါ်ဆက်ချလိုက်တော့မျက်နှာဖုံးကဇင်ရဲ့မျက်နှာမှာကတ်သွားခဲ့ပါတယ်ကိုနန်ကလည်းတာမီယာကိုလာကယ်ခဲ့ပြီးတခြားသူတွေနဲ့တိုက်ခိုက်ရင်လူကွဲသွားခဲ့ကြပါတယ်မယ်ရီကတာမီယာကိုလာတက်တဲ့အချိန်မှာကိုနန်ကလာကယ်ပြီးတော့မယ်ရီကိုတတ်လိုက်ပါတယ်မျက်နှာဖုံးရဲ့ဆွမ်းနဲ့သူ့ကိုယ်သူဟုတ်ကြီးထင်နေတဲ့ဇင်ကလည်းကိုနန်နဲ့တိုက်ခိုက်ခဲ့ပါတယ်သူမသိတာကတာမီယာနဲ့ကိုနန်တို့အာဝါကျူဟထားတာကိုပါဇင်ကသူ့ရဲ့တည်သွားတဲ့မိမကိုအသက်ပြန်သွင်းဖို့လုပ်နေတော့ကျိုးတွဲလောင်းဖြစ်နေတဲ့တာမီယာလည်းပုံစံစပြောင်းလာခဲ့ပါတယ်နောက်ဆုံးမှာတော့ဖခင်တင်ပေးထားတဲ့အကွက်ကိုတုံးပြီးဇင်ကို၆တဲပစ်ချလိုက်ပါတယ်ရုပ်ရှင်ရဲ့နောက်ဆုံးပိုင်းမှာတာမီယာကိုလည်းရှေ့ဖြူဟော်တိုင်းဝေးရံမြေကိုပြန်ပို့ပြီးတော့ကိုနန်ကဖခင်ရဲ့ဓာတ်ကိုအုပ်ကူမှာလာထားပေးခဲ့ပြီးတော့နှုတ်ဆက်ရင်ပြီးဆုံးသွားခဲ့ပါတယ်လူကြီးမင်းတို့လည်းစောကြီးချင်းတိုင်းတန်အောင်တင်လိုက်ကြပါဆုံးထိနားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ခင်ဗျာ